အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့တော့တကယ်ချင်းနဲ့ school trip တော့ school short trip တောင်တက်မှာပေါ့တောင်လဲကြည့်မယ်တောင်လဲတက်မယ်တောင်ကြားကြီးလဲကြည့်မယ်ကျွန်တော်တို့ချေးမှာသွားပြီးတော့ကျောင်းလိုက်ဖို့မှာကျွန်တော်တို့အုံကျော်ဘက်ကရေတကုံထူးကိုလိုက်ဖို့မှာခုကတော့လမ်းမှာပေါ့ဒါကတော့ကျွန်တော်တို့ရေတကုံထဲကိုစဝင်ဖို့ရက်ွက်တေရွာဒီဖြတ်နာပေါ့ခုလောလည်းရောက်ပြီဖြစ်ပါတယ်ဟိုမှာခေါင်းဝမ်းရောက်ပြီဟုတ်ဘူးစတက်မဲ့နေအောင်ရောက်ပြီရှေ့ရောက်သွားတာကျန်တဲ့ကားရောက်မရောက်သေးဘူးကျွန်တော်တို့ရှင်ရောက်တော့ပေါ့ဆရာကြီးဆိုတော့အဲ့တိုင်းပါပဲဖြစ်ပါကားတွေစောင့်နေတော့ဘာနောက်တစ်စီးဝင်လာပါပြီဟုတ်တယ်ဒါဒီတော့မောင်းလာလို့ဒီချားဖြစ်ပါတယ်အဲ့မှာထွေးဝင်ဆွဲနေရက်ပူပါတယ်အေးတိုကျိုဂျီ啊，他出马的话，少明天他来讲。ဘာဆိုင်ဦးပါနှလုံးသားမရှိတဲ့ဘဝကိုငါပဲဆိုင်ရလို့ဤ都这关键的都来不呗呀？ဟုတ်တယ် off topic ပဲဒီမှာမြောက်က performance လည်းရှိရဗျာဟိုဒီကြောတာတော့ကားနေအခုတော့အာချောင်းနာရက်ပြီးတော့စားတဲ့တော့မှာဖြစ်ပါတယ်ရေကုန်ပေါ်ဦးအာချောင်းကသာလွယ်တာအာချောင်းရတော့မချောင်းဘူးဗျာတကယ်တက်ရတော့အောက်စားတက်ပြီးတော့မျက်မှန်ဘာလို့တက်ထောင်သိလားအလားတက်လားအာမချောင်းနဲ့ကောမှန်ပါညကျောင်းတော်နဲ့တောင်ကိုတိုင်းလက်စတက်လိုက်တယ်အဲ့တော့ကလေဘယ်ကိုပြန်ပက်လိုက်ဒီမှာလမ်းကျွန်တော်လူပဲသူများကိုဆရာကြီးလောက်ရမယ်ဆိုဝန္တာပါရထင်တယ်ဗျနောက်အချက်ဒါတွေကတော့ကျွန်တော်တို့ရှူကင်းအလားကြီးဖြစ်ပါတယ်ဟာရောဘာကြီးတော့ကျွန်တော်ပြေးနေရပြီကျွန်တော်တော့မှမရှိတော့ဘာမှမရှိဘူးကျွန်တော်ပြေးနေရပြီဘာမှမရှိရတော့ကျွန်တော်တို့ဆက်ပြေးပါတယ်ဒါကတော့ကျွန်တော်တို့ရောက်ခဏီလမ်းကိုရောက်လာပြီပေါ့ဟာလုံးဝတောင်နေ view တွေကိုစမြင်လာရပြီပြီးတော့တက်ရပို့ပြီးစိတ်လှုပ်ရှားဖို့ကောင်းလာတယ်အနေနဲ့များလာတာပေါ့ဗျာရှီတန်တွေကတော့ကြားရဲ့အတိုင်းပါပဲဟိုမှာတော့အရန်စော့ကျင်တော့ဘာဗီယိုမှမရိုက်လိုက်ရဘူးဒါပေမဲ့ပုံလေးတော့ရှိတယ်ဘယ်သူမှမတက်တဲ့ဟိုးရေတုံထိပ်ကြီးလည်းတက်တယ်စော့ပြီးတဲ့အချိန်မှာတော့ပြန်ဆင်းလာပြီပေါ့ရှိုးလိုက်ဒီလမ်းဟုတ်လားဟုတ်တယ်ဒီလမ်းဟုတ်နဲ့ရေကောင်ကနေပြန်ဆင်းလာပြီဖြစ်ပါတယ်300စီကိုနေ့လေစာလမ်းကျိတ်မှာဖြစ်ပါတယ်နေ့လက်တော့ပြိပတ်ကျိတ်ပါပြီမြတ်တို့တောင်ကြည့်ကျင်တယ်ဆိုဒါလေးကြည့်လို့ပဲစပင်းကလည်းအုံမုတ်ခွက်ပဲဖြစ်နေတာဟုတ်ဒီအောက်ကအန်နေများရဲ့လမ်းတွေကိုပြန်သွားရတော့မှာဖြစ်ပါတယ်ဟိုဘက်နားလေးမှာတော့လုံးဝခက်ခဲသွားရတဲ့လမ်းတွေကိုကြော်ဖြတ်ပြီးခုကတော့ going ဘလိုခံစားဆိုတော့ရီးနေတာပေါ့ဘလိုကောင်ရီးရပါကျွန်တော်လည်းကန်ကောင်းကျင်တော့လွိကကျိုးပြက်သွားပါတယ်လို့ဒီဘက်ထောင်ဆုံးမှာခုကျွန်တော်တို့ရဲ့နေ့လည်စာဒီလိုဖြတ်တန်းပါတယ်စိတ်တော်သမီးဈေးတက်သွားပြီဗျာလို့စိတ်ထောင်းသမင်းသွားပြီမှာဖြစ်ပါတယ်ဈေးတက်သွားပြီဗျာစိတ်ထောင်းသမင်းဒီထဲမှာသားဖြူရဲရောင်ဘလောကလုံးလို့ရိုက်ဒီထဲမှာသားဖြူစိတ်ထောင်းသမင်းတပွဲ9000ဖြစ်သွားပြီတဲ့ဗျာခုနကလွယ်ကြီးနဲ့ share လမ်းလျှောက်လာပြီးတော့လွယ်ကြီးလည်းချွတ်လာဆောင်းဝန်းပုတ်ပါတော့ရောက်တော့ကောင်လို့ပဲဟာဈေးတက်သွားလို့ပြောရမလားကျွန်တော်နေရအောက်မှာဆိုတော့ကျွန်တော်အသားတောင်ဖြူသွားလို့ပဲဒါလေးကို9000နဲ့ဗျာဈေးကြီးတာဗျာအလုံးပဲစားရပါဦးစားတာမကြွေးစားကြွေးပါဘာလို့ကြွေးရမှာကိုယ့်ဝယ်9000ကျွေးကျန်နာမတူဘူးကျွန်တော်တော့စားချင်တာနဲ့စွဲပြီဗျာဒါကတော့ကျွန်တော်တို့နားပြီးတော့ရေဆော့တော့မှာပေါ့ရပြီလို့ဒါတော့ဟိုဘက်ခန်းက Mount Terry ခုံချမှာဖြစ်ပါတယ်နောက်တစ်ယောက်ကာရတော့ဒီကခိုင်းနော်ဟိုဘယ်ရမှာနောက်တစ်ချက်ယိုအဲ့စစ်စကိုစီးပါလားဒီလိုပဲဟိုလူစီးလိုက်ဒီလူစီးလိုက်ဆိုတော့ကျွန်တော်လည်းမစီးရမှာဆိုလို့ဗီဒီယို record ကပိတ်ပြီးသွားဆော့လိုက်ပါတယ်အေးလေတော့ဗီဒီယိုလိုက်တော့ဟုတ်တယ်လား Okay နားစရေဆော့လို့ပြီးသွားပြီဖြစ်ပါတယ်ဒါကတော့မြေချောင်းအရှင်းပြမယ်ကောင်လေးပဲဖြစ်ပါတယ်ဟုတ်ပါကျွန်တော်တို့ဒီမှာရှိတဲ့ဒီမြစ်လို့ချောင်းလို့ဟာဘလို့ဖြစ်ပေါ်လာလဲဆိုတော့ရေရှိလို့ရေတွေများလာဖြစ်ပါတယ်အားလုံးပဲကျွန်တော်ရဲ့တောင်ကြောင်တငယ်ချင်းနဲ့ကြောင်တောင် vlog တစ်ခုကိုကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်တတာအိမ်ပြန်ပြီဗျာ